Hello အားလုံးပဲမင်္ဂလာပါဟောပေါ့နော်ခါနာဝေဒနာခံစားနေရတဲ့သူတွေအတွက်ကိုနည်းနည်းတော့အကြံပေးခြင်းလို့ပါဟိုဟာပေါ့ခါနာဝေဒနာကိုခံစားနေရတယ်ဆေးကန်းပြတယ်ဆေးတောက်တယ်ဆေးထိုးတယ်ဒါပေမဲ့ခဏပဲပေါ့နော်တက်တာတယ်ပြီးရင်ပြန်ဖြစ်တာပဲပြီးရင်သူများတွေပြောတယ်လေ့ကျင့်ခန်းတွေလည်းလုပ်ကြည့်တယ်ဒါမှမဟုတ်ဆရာဝန်ပေးတဲ့လေ့ကျင့်ခန်းတွေကိုလည်းတေချာလုပ်တယ်ဒါပေမဲ့မတက်တာဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့လို့ဒါလေးတွေလုပ်ကြည့်ဖို့ကြံဉာဏ်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့ဘာလုပ်မလဲဆိုရင် MRI ရိုက်ဖို့အတွက်ကိုဆရာဝန်ကိုဆွေးနွေးပါ MRI ရိုက်လိုက်တဲ့ခါကျရင်ကျမတို့ MRI ရိုက်တဲ့ခါမှာခါရိုးမှာရှိတဲ့ချွေးချက်ကလေးတွေကိုသိစိတ်မြင်ရမှာဖြစ်တယ်အဲ့ဒီခါကျရင်လေဆရာဝန်ကနေဘာလုပ်ဖို့လိုအပ်တယ်ဆိုတာကိုညွှန်ကြားပေးပါလိမ့်မယ်ပြီးရင်ဘာလုပ်ရမလဲဆိုရင်ကျမတို့သွေးစစ်ကြည့်ရမယ်ပေါ့နော်သွေးစစ်ကြည့်ဖို့တိုက်တွန်းပါတယ်ဒါကတော့ကျမကနေမှကိုယ့်ဘက်ကိုရှောက်ပြီးပြောနေတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ခံစားခဲ့ရတဲ့တစ်နှစ်ကျော်တဲ့ခါနာခြင်းကနေအခုတော့အတော်လေးကိုတက်တာနေဖြစ်တဲ့အတွက်ကြောင့်sharing လုပ်ပြီးနေတာပါသွေးစစ်ကြည့်ပါကျမကိုဆရာဝန်စစ်ခိုင်းတဲ့သွေး၄မျိုးစစ်ခိုင်းပါတယ် ASO လေးပတ်နာစစ်ခိုင်းတယ်နောက်တစ်ခါ uric acid ပေါ့နော် uric acid ကောက်ယောဂါရှိမရှိစစ်ခိုင်းတယ်နောက်တစ်ခါကျတော့ RA ပေါ့ RA ဆိုတာကတော့ကျွန်မသိချာတော့မသိဘူးဒါပေမဲ့ RA ဆိုတာကကျတော့သူကဟိုပါပဲပေါ့နော်ဒီရိုးဟိုပါပေါ့ RA ဆိုတဲ့ဥစ္စာကလည်းသူကဟိုအယိုးအစစ်မြစ်တွေမှာရောင်နေတာကိုစစ်ခိုင်းတယ်လို့တော့ကျွန်မထင်တာပေါ့နော်နောက်တစ်ခါ ANA profile ဆိုတဲ့ ANA profile ဆိုတာကကျတော့ autoimmune ပေါ့ disease တွေရှိမရှိ autoimmune disease ဆိုတာကကိုယ်ခံအားဟိုပါပေါ့ကိုယ့်ရဲ့ဟိုပါပေါ့ဆဲအသစ်တွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကနေမှပြန်ပြီးတော့မှားပြီးတော့ရန်သူထင်ပြီးတိုက်တဲ့autoimmune disease ပေါ့နော်အဲ့ဒါမျိုးဒီရောဖြစ်နေသလားသိစစ်ကြည့်ပါနောက်တစ်ခုက vitamin D စစ်ကြည့်ပါကျမတို့ကဆိုရင် vitamin D စစ်လိုက်တယ် vitamin D မှာ deficiency တော့မဟုတ်ဘူးသို့တော့ insufficiency မလုံလောက်ဘူးပေါ့နော်အဲ့တော့ကျမကိုဆရာဝန်က vitamin D3 ကိုမနက်1000ည1000အားတစ်လုံးစီတောက်ခိုင်းတယ် vitamin D3 နဲ့ရင်လည်းအယိုးအဆစ်တွေနာတတ်ပါတယ်တချို့ကတော့ vitamin D တောက်လိုက်တာနဲ့ပဲလုံးဝနာကျင်ကြိုက်ခဲနေတာတွေတက်တာသွားတယ်လို့လည်းရှိတယ်ပေါ့နော်ကျမကကြတော့ဒီသွေးစစ်လိုက်တဲ့အချိန်မှာ autoimmune disease မှာသွေးလေးဘက်နာမှာ positive တစ်ခုပေါ်ပါတယ်သူက positive လို့ပြောရင် positive ကကြတော့တဲ့သူ့မှာတော့ကျမစစ်လိုက်တဲ့အချိန်မှာဘာတွေရှိလဲဆိုရင်ဟိုပါပေါ့သူကလုံးဝမရှိတဲ့သူကတော့ဒီ autoimmune disease မှာလုံးဝဘာမှမရှိ negative ပေါ့နော်0ပေါ်တယ်သူရဲ့ range တွေက8ကနေ14အထိဆိုရင်သူက borderline ပေါ့ borderline ဆိုတော့on the margin ပေါ့နော်အလေတက်တက်မှာရှိနေတယ်မဖြစ်သေးဘူးပေါ့borderline ဆိုလေသူက borderline ဆိုတာအပေါင်းလေးကိုမှသူကခွင်းခတ်ပေးထားတယ်နောက်တစ်ခု15ကနေ35ဆိုရင်တော့ positive တစ်ခုရှိတယ်36ကနေ80ဆိုရင် positive 2ခုရှိတယ်81ကနေ255ဆို strong positive ဆိုပြီး positive 3ခုရှိတယ်အဲ့ဒီမှာကျွန်မစစ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဟိုပေါ့နော်1 positive ပေါ့သူက73ကနေ15ကနေ35အတွင်းမှာဆို positive တစ်ခုထွက်တယ်ဆိုကျမကကြတော့18ရှိတယ်အခုအဲ့ဒီ18ရှိတယ် positive တစ်ခုထွက်တဲ့အတွက်ကြောင့်ဘာတောက်ရလဲဆိုတော့ hydrochloroquine ဆိုတဲ့ဟိုလေးဘက်နာဆေးပေါ့နော်လေးဘက်နာစီတောက်တဲ့အချိန်မှာအခုတစ်လပြည့်တဲ့အချိန်မှာတော်တော်လေးကိုတိတိတာတာခါနာတဲ့ဥစ္စာပြင်းပြင်းထန်ထန်မနာတော့နာသေးတယ်ပေါ့နော်ဘယ်လောက်တောက်ရမလဲတော့မသိဘူးဟိုပြင်းပြင်းထန်ထန်နာနေရနေအတော်အသင့်သက်သာလာတယ်ပေါ့နော်ဒါကြောင့်မို့လို့ခါနာဝေဒနာကိုခံစားနေရတယ်မိတ်ဆွေတို့လည်းတကယ်လို့ခါနာဝေဒနာကိုဟိုအချိန်ကြီးအကြာကြီးခံစားနေရပြီးအလုပ်တွေကင်နေလဲပြက်တယ်စိတ်ဆင်းရဲမှုတွေစိတ်ညစ်မှုတွေ depression ဆိုတဲ့စိတ်ကြမှုတွေလည်းခံစားနေရပြီဆိုရင်နံပါတ်1က MRI ရိုက်ဖို့အတွက်ဆရာဝန်နဲ့ဆွေးနွေးပါပြီးတော့ရင်တော့သွေးတွေကိုစစ်ကြည့်ပါနောက်တစ်ခါ vitamin D3 စစ်ကြည့်ပါအားလုံးကျန်းမာပါစေခါနာဝေဒနာကနေပျောက်ကင်းကြပါစေကျေးဇူးတင်ပါတယ်